အဖွင့်အနေနဲ့ပန်နာတို့နဲ့တူတူဖျားသွားဖို့အတွက်လိုက်ခဲ့ကြအောင်နော်ပန်နာတို့သွားမှာကတော့ဘန်ကောက်ရဲ့နာမည်ကြီးဘုရားတွေကတဆူဖြစ်တဲ့ဝက်ပတ်နန်လို့ခေါ်တဲ့ဘုရားကိုသွားမှာပဲဖြစ်ပါတယ်။များသောအားဖြင့် tourist တွေကတော့ဘေးဗုဒ္ဓဆိုပြီးတော့မှသိကြတယ်ပေါ့နော်။ဘုရားသွားရင်လည်းကောင်းမှုကုသိုလ်လုပ်ချင်တဲ့သူတွေအတွက်ကကြတော့လေအဲ့ဒီမှာငါးစာကျွေးလို့ရတယ်ငါးတွေလည်းလွတ်လို့ရတယ်ပေါ့နော်။ဒါအပြင်ပန်နာတို့လေးစီးပြီးတော့လေကန်ရီပြီးတခြားရှောက်လဲလို့လည်းရသေးတယ်ပေါ့နော်။ဘုရားကြီးစီကိုသွားတဲ့လမ်းတစ်လျှောက်မှာလည်းဈေးဆိုင်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့စကားတွေအများကြီးပြောတော့အောင်เนาะဘန်နာတို့ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မှစိတ်အေးချမ်းမှုကိုရရှိခံစားရပါစေလို့မျှော်လင့်ပါတယ်။ကဲလို့ကိုကသင်္ကန်းဒီဝတ္ထုတွေကတ်လူချင်းလေးဆိုလို့ရှိရင်ဒီနေရာမှာဘတ်100သို့မဟုတ်200ကိုအလူခံပုံထဲမှာထည့်ပြီးတော့မှပုံဒီစီမှာလည်းကတ်လူလို့ရပါသေးတယ်ဝက်ပတ်နန်ကိုရောက်တဲ့သူတိုင်းကတော့ဒီနေရာလေးကိုတော့လာကြရတယ်ပေါ့နော်ဒီနေရာလေးကတော့ပန်နာတို့ဘီဒင်ကြည့်လို့ရတယ်ပေါ့နော်သူဘီဒင်ကြည့်တဲ့ဟာကကြတော့ဒီလိုမျိုးဒီခွက်ကိုခလောက်ပြီးတော့မှဒီနံပါတ်တစ်ခုကျလာတယ်ဆိုလို့ရှိရင်အဲ့ဒီနံပါတ်အတိုင်းရှာပြီးတော့မှကိုယ့်ရဲ့အနာဂတ်ကိုကြည့်လို့ရတဲ့ပုံစံလိုမျိုးပေါ့နော်အကယ်လို့ကိုကထိုင်းစာမဖတ်တတ်ဘူးဆိုလို့ရှိရင်လေသူကအဲ့ဒီဟာကို English လိုမျိုး translate ပါတဲ့အတွက်ဖတ်ကားတာပို့ပြီးတော့မှအဆင်ပြေစေပါတယ်ပြီးတော့အဲ့နေရာမှာပဲရွှေတင်ငန်းတို့စီမီတို့အလူကိုလည်းလုပ်လို့ရသေးတယ်ပေါ့နော်ဒီနေရာကိုရောက်တဲ့သူတိုင်းမဖြစ်မနေဖူးမြော်တင်တဲ့နေရာလေးကတော့ကြောက်စိမ့်ဖျားပဲဖြစ်တယ်ပေါ့နော်ကြောက်စိမ့်ဖျားတွေကိုဝင်သွားပြီဆိုလို့ရှိရင်တော့ဘန်နာတို့ဗုဒ္ဓမြူဇီယံလိုပုံစံမျိုးကိုမြင်တွေ့ရမှာဖြစ်ပြီးတော့မှကြောက်စိမ့်ဖျားရှိတဲ့နေရာကတော့၃လွှာမြောက်မှာရှိရပေါ့နော်အဲ့ဒီ၃လွှာမှာလည်းဘန်နာတို့ဒီမြို့ရဲ့ views ကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်
ဖျားလေးဖူးပြီးသွားပြီဆိုတော့အဲ့နေရာမှာပဲဝက်ပတ်နန်ကဖေးဆိုင်လေးရှိတဲ့အတွက်အဲ့မှာကော်ဖီလေးဝယ်တောင်းရင်းနဲ့ဒီနေ့ဗီဒီယိုကိုဒီလောက်နဲ့ပဲရပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်